တတိထားဖို့အချိန်ရောက်ပါပြီခင်ဗျာနော်တတိထားဖို့အချိန်ရောက်ပါပြီလို့နော်နောက်10ရက်လောက်တပတ်10ရက်အတွင်းကိုလက်ထဲမှာရှိတဲ့ကုန်တွေမြန်ထုတ်ကြရောင်းကြနော်ငွေကြီးရေးအခက်အခဲတွေဟိုဘက်ကျရင်ဖြစ်သွားနိုင်ပါတယ်နော်အခု29ရက်ဆိုရင်29 30ဟိုဘက်ကတပတ်2လပိုင်း6ရက်9ရက်10ရက်ရေးကုန်ပေါ့ကွာ10တောင်နည်းနည်းများသွားပြီမြန်နိုင်တော့မြန်ကြငွေပေါ်ခြင်းနေဆိုရင်ဟိုဘက်ကျရင်ငွေကြီးတွေခက်ခဲလေးတွေဖြစ်သွားနိုင်တယ်အယောင်းဝယ်လေးတွေကခဏနားကြမဲ့ပုံစံလေးတွေဖြစ်သွားနိုင်တယ်သတိပေးတာပါเนาะတချို့ကတော့ကိုဘယ်လောက်ပြောနားမလဲဘူးကိုပြောတဲ့စကားတစ်မျိုးသူတို့နားလဲသွားတာတစ်မျိုးဖြစ်တတ်တယ်ဟုတ်တယ်အဲ့လိုတွေဖြစ်ပါစေဖြစ်ပါစေမင်းတို့တို့အကြံပေးုံလောက်ပဲပေးတာတို့ကလည်းကိုယ့်နဲ့ကိုကြိုတင်ပြီးတော့စီမံထားပြီးသားကိုယ့်နဲ့ကိုစီစဉ်ထားပြီးသားပေါ့ကွာ80ရာခိုင်နှုန်းသောသူတွေကတော့ကိုယ်ကဖြစ်သွားတတ်တာများတတ်တယ်များမှာ20ရာခိုင်နှုန်းသောသူလောက်ပဲသူ့လူနဲ့သူတမ်းမြဲလူပေါ့ကွာငွေကြီးလဲဟိုကလှမ်းလွှဲပေးတယ်အမြဲပိုင်းသေးဆွဲလူတွေကျတော့ကိစ္စမရှိဘူးအဲ့ဒါငါတို့သူလေရင်နဲ့တင်ပေးတဲ့ဘာညာကိစ္စမျိုးအောက်ကစဉ်းစားကြောမွေးလေးတွေကကျတော့ခံနိုင်တဲ့အကြောင်းလေးပြောပြတာအကျွေးရရရှိရင်လဲအခုဒီတစ်ပတ်တွင်နောက်တစ်ပတ်နောက်ဆုံးထားပြီးတော့မြန်တောင်းကြနော်အဲ့လိုတောင်းမယ်ဆိုရင်မင်းတို့ရအောင်တောင်းထားပါကွာအကျွေးရှိရတူကြောလဲပေးရရှိတာတော့မပေးခြင်းပေးအဲ့တော့မင်းတို့သဘောပေါ့နော်ဟိုဘက်ခက်ခဲကြက်တဲလေးတွေဖြစ်နိုင်တဲ့အကြောင်းလေးပြောပြတာအဲ့ကြတော့ကြိုတင်ပြီးတော့စီမံခန့်ခွဲဖို့ရအတွက်ကိုပြောပြခြင်းဖြစ်ပါတယ်နော်ဟိုလုပ်ငန်းလုပ်တဲ့နေရာမှာတော့အယောင်းဝယ်လေးအေးသွားမဲ့ပုံစံလေးဖြစ်တဲ့တွေ့နော်ကိုပစ္စည်းဘယ်လောက်ကြီးရမှလို့ငွေရှိလို့ကင်ထားနိုင်တာတော့တစ်မျိုးအယောင်းဝယ်ကျသွားမယ်လို့ပြောတာမဟုတ်ဘူးတက်လာမယ်လို့ပြောတာမဟုတ်အယောင်းဝယ်အဝယ်လိုက်နဲသွားမှာမဟုတ်ပြောတာနော်ကျမှာတက်မှာကိုပြောတာမဟုတ်ဘူးနော်အဲ့လေးသဘောပေါက်တယ်ဆိုရင်ကိုယ့်နဲ့ကိုဟိုစဉ်းစားဆင်ခြင်လို့ရပြီပေါ့နော်ဒါဆိုရင်တော့အဲ့လေးသတိပေးတာနောက်အခုဗီဒီယိုကြည့်ပြီးကြည့်ပြီးရဒီကနေ့တို့မနေ့ဖန်တို့ကြည့်ရတော်သေးရဲ့မင်းနောက်တစ်ပတ်လောက်အတွင်းသာမြန်ကုန်လေးထွက်အောင်လုပ်ငွေလေးပေါ်အောင်လုပ်ထားဟိုဘက်ကျရင်ရောင်းလို့တော့ရမယ်အကျွေးဝယ်ပြီးတော့မှအကျွေးလှောင်ထားမဲ့ပုံစံတွေဖြစ်သွားမှာများတယ်ငွေလက်ငင်းဆိုရတွေကနောက်တစ်လားလောက်နေငွေလက်ငင်းပေးဝယ်လူကရှားသလောက်နေပါဖြစ်သွားနိုင်တယ်80ရာခိုင်နှုန်းလောက်ကတော့ရှားသွားမှာကွာ20ရာခိုင်နှုန်းသောသူတွေကတော့ငွေရှိလူတွေကတော့အောင်မြင်စင်ကြယ်မှာပေါ့ပို့ပြီးတော့အဲ့သဘောတွေရှိပါတယ်လို့ငွေရှိလူတွေကြောလဲကိုပစ္စည်းရောင်းပြီးတော့ငွေကိုဖော်ပြီးတော့မှဟိုဘက်နောက်တစ်လားနေနှိမ့်ဝယ်လို့ရအောင်ကျူတင်ပြီးစီမံထားလို့ရတာပေါ့ကွာနော်အကြံပေးတာပါလို့နော်ဘယ်သူမှထိခိုက်သွားစီခြင်းမဟုတ်ပါဘူးလို့နော်